ကျွန်တော်ကမဟာဝင်မြို့နယ်ဟောပေါ့940နောက်ဝင်းပေါ့36 39လမ်းကြာအမြင့်တာထမင်းဆိုင်နောက်ကျောမှာနေပါလေဥညံခင်ဗျသူကလေရှက်ထားလို့လေဖြတ်တယ်လို့မလင်းတရားနောက်ကတိုက်ကလည်းသိမချလို့ဆိုတော့လေကြောက်နှံ့ပြီးတော့ပူဖြစ်သွားတာလေဖြတ်ထားတဲ့အချိန်လေးပေါ့နော်ခြေတော့ဒီရောလမ်းသွားလို့မရတော့အဲ့ဒါနဲ့ဒီစိတ်ကြီးရောက်လာစိတ်ကြီးရောက်တော့ကြအမောဖောက်မောဖောက်တယ်လည်းတခါဘယ်မှမပြန်ရတော့ဘူးအိမ်လည်းမပြန်ရဘူးကိုယ့်အကူကိုနေရတာရတယ်လေကိုနေရတာလေကြီးကြီးတဲ့နေရတဲ့အတိုင်းတောင်ဝင်းမြောက်ပဲပတ်လေရတိုက်ကြီးကြီးဆိုတော့အဲ့နဲ့ဒီမှာတောင်းတင်းနေကြတယ်ပြန်လည်းမပြန်ရင်ကိုယ့်ကိုယ်ကိုမပြန်ရင်တော့နေရတာပေါ့နော်စိတ်ဆင်းရတာပေါ့လောကဒီမှာနေရတာတော့နည်းနည်းစိတ်ချမ်းသာတယ်လို့အောင်ပါခုလည်းဒီကခွာရတဲ့ခါပြန်စစ်လိုက်တော့နှလုံးသွေးရောကျင်းသွားတယ်တဲ့အစာလည်းမစားလို့ပေါ့နော်တော့ရောက်လာပြီးခဲ့တဲ့လွန်ခဲ့တဲ့6နှစ်လောက်ကလည်းသူကလေးဖြတ်ထားတာအခုတခါသတင်းကြွထဲမှာတခါထပ်ဖြတ်တာနှစ်ခါဖြတ်ပေါ့ဒုက္ခတွေကိုကြီးကျယ်ရောက်ပေါ့ဒီသားစုနေရတာကိုနေရတာနဲ့အစဉ်မပြေဘူးသားသမီးတွေလည်းအဝေးမှာနေကြတာရှိတယ်ကျွန်တော်ကဒါလေးကသမီးငယ်လေးကအိမ်မှာတူတူနေပေါ့အဲ့ဒါလေးနဲ့ပဲလောက်ခိုင်းစားရတယ်သူတို့လေးတွေကြွေးရဘူးစားမရတာကိုယ်တည်းလည်း90နှစ်ရှိပြီအလုပ်ကလေးတွေလုံးနိုင်တော့လုံးသေးတာပေါ့နော်လုံးနိုင်တော့မလုံးနိုင်တော့ဘယ်တတ်နိုင်မှာအရေးကြောင်းစုသူ့ပွေးကိုကိုမနိုင်အဲကြောင့်သားသမီးလေးတွေအနာကပ်ပြီးတော့ထားရတယ်စာရေးတော်ကြီးကြတော့ဒီကပြေးလဲပါတယ်ဒီမှာလာပြီးတော့ပြကြတဲ့လူကအများကြီးကျေးဇူးတင်ပါတယ်တော့ဘရောက်တဲ့ချိန်လေးကျွန်တော်တို့ပြေးတော့ကြည့်တခါမှမကြုံဘူးလားလေးကြုံရတာပေါ့နော်ပြီးဒီနဲ့ဖြစ်ပြီးတယ်ဟောလူလည်းကြလူတိုင်းပြည်မရှိဘူးဆိုတာမရှိဘူးရှိတဲ့လူတွေများတယ်နော်လူတွေတိုင်းတဲ့လူတွေများတယ်ဟိုတုန်းကဒီလိုကြုံဘူးလားလည်းမရှိခဲ့ဘူးဖြစ်နေလို့နော်ဟိုတုန်းကအရေးခင်းတွေပါဖြစ်တော့လည်းဒီလိုမဖြစ်ခဲ့ဘူးအခုဒီမဲ့ဒီလောက်ကြုံနေနေမငတ်ဘူးဒီမဲ့ရတော့နော်လူတွေတိုင်းတဲ့လူတွေတော်တော်ပေါ်ပါတယ်စားတော့လည်းအဆင်ပြေပါတယ်ကျွန်တော်တို့လူကြတာလည်းပတ်စံလေးလည်းမနေဘူးအဲ့ဒါလေးတွေကအိမ်ပြလို့ရှိရင်ဒါလေးတွေပြန်ပြီးတော့ကိုယ်ကပ်ပြီးတော့စားအောင်ပါပေါ့လေချစ်ချုပ်ပြီးအသက်ကြီးတဲ့လူတွေဆိုတော့ကိုလုံးနိုင်တော့လုံးလို့လည်းမရဘူးအလုပ်တွေလည်းပြက်ကုန်ကြပြီအလုပ်ရှင်တွေလည်းမလုံးနိုင်ကြတော့ဘူးလေသူတို့တိုက်တွေပါလေသူတို့လည်းပါနေပါအလုပ်ကိုနားထိုင်ထားတယ်ကိုသွားလုပ်ရှင်လည်းမလုံးနိုင်သေးဘူးအားကြီးလည်းတလန့်ဆိုတော့ဘာမှလုပ်မရဘူးအိမ်မှာအမီလေးတွေကလည်းမလက်တရအလုပ်သွားတဲ့လူတော့ဆိုတော့ကိုမပြည့်စုံလို့မရှိဘူးလေဟုတ်တယ်မလားအဲ့ဒါလေးတွေလည်းဒီမှာအိမ်မှာပဲပေးနေရတာဒီလေးတွေနဲ့ရွှေစံကုမ္ပဏီလီမိတက်ကလူကြီးတွေရောနော်ဝန်ထမ်းတွေရောအားလုံးကိုကျေးဇူးတင်ပါတယ်လို့နော်စီဝတ်တက်ကြပါသည်နေ့စဉ်နေ့တိုင်းလေးလှူနေတန်းနိုင်ကြပါသည်နော်အရင်ဘာလို့ခေတုံးကလို့မဟုတ်ဘူးခုခေတ်ကကုမ္ပဏီတွေပေါ်တယ်လှူကြတန်းကြတယ်ကောင်းပါတယ်ဒီကနာလည်းပါကြပါတယ်အားတဲ့တွေရောပေါ့နော်ဟိုလှူကြတန်းကြလားအဲ့ဒါလေးတော့ဝင်သွားပါတယ်နော်ဘယ်ကလာလှူလို့ပေါ့နော်ဒီကနေ့လည်းကျေးဇူးတင်ပါတယ်လို့နော်ကုမ္ပဏီကဝန်ထမ်းတွေလူကြီးလူကောင်းတွေအကုန်လုံးပေါ့ကြီးသေးများတယ်ကြမ်းပါကြပါသည်ချမ်းသာကြပါသည်ဒီစင်တဲ့တိုင်းလည်းဒီနေကြပါသည်မိသားစုတွေဆက်တဲ့ကိုတိုးတက်ပါသည်ဘဝစတိုင်းလည်းသူတစ်ပါးကိုဒီလိုလှူနိုင်တတ်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါသည်ဆုတောင်းပေးပါတယ်အဖာနော်